ဒါ MK1 ရဲ့ outdoor training လေးပေါ့ဒါပတ်ကင်ပေးနေတာကတော့ပကိုးနဲ့တထုံမှာမိုးတုံအောင်ထိုးတဲ့တိုးလုံးဖြစ်ပါတယ်ဒါကစားနေတာကတော့ကျွန်တော်တို့ကတော့ဒါသူ့နာမည်ကတော့ချစ်ကိုပေါ့နော်ကျွန်တော်တို့ကတော့ကိုစီကေလို့ခေါ်တာပေါ့အတူကောက်သူကတော့လူပြိုကြီးပါသူ့သမီးကိုမေးကြည့်လို့ရပါတယ်နော်ဆရာပြောမှအားရဆိုးစီပါဟိုဘကခွေးရှူလေးကကျွန်တော်မွေးတဲ့ခွေးလေးပါကျွန်တော်မွေးသားထားတာလေးပါကျွန်တော်တို့ရဲ့ outdoor training ပေါ့ကျွန်တော်ရဲ့လက်ဝဲရုံကတော့ဒီမှာပါဟိုမှာပတိတွေတိန်းနေတာကျွန်တော်ရဲ့တပည့်လေးစောတာမှုပေါ့နော်ဒါညနေပိုင်းသူပတိတွေလှမ်းတယ်ပတိတွေတိန်းတယ်ချွေးဆိုတဲ့ပတိတွေပါတွေကိုသူလှမ်းတယ်6တော့အောင်လို့ဒါကျွန်တော်ရဲ့လက်ဝဲရုံလေးအထဲမှာလည်းလေ့ကျင့်နေကြတယ်ဟုတ်လားဒါတော့ကျွန်တော်ရဲ့ပစ္စည်းကိုခွေးတွေလာကိုက်နေပြီပေါ့ဒါမောင်းမဟဲ့အောင်သွားဒါကိုက်နေလို့တော့ဒါအချိန်မှတ်ထားတာဒါမှဒါလေ့ကျင့်နေကြတယ်ဒါတိုးလုံးတို့ကတော့ကျွန်တော်ဒီမှာဒါ training ပြီးသွားပြီပေါ့နော် training ပြီးသွားပြီဆိုတော့ကျွန်တော်ဝိုင်းကူပေးနေတာပေါ့ဒီစင်ကြီးဆိုလို့ရှိရင်ဒီလေကားတစ်ဆိုလို့ရှိရင်ဒါဒီကောင်လေးဒါဖားခုံတာပေါ့နော်ဒီလမ်းလေးဆိုရင်ဒါ speed ပြေးတဲ့လမ်းလေးပေါ့ဒါမှာဒီဘောလုံးကွင်းထဲမှာလည်းပတ်ပြေးတယ်ပေါ့နော်ညနေပိုင်းနေဆိုလို့ရှိရင်